မြန်မာလူမျိုးများသည်စိတ်နှလုံးနူးညံ့ကာအခြားသူများအပေါ်ယဉ်ကျေးပြူငါပြီးရောက်လာသူများကိုမိတ်ဆွေရင်းချာများတဖွဲ့ဆက်ဆံကြသူများလည်းဖြစ်ပါသည်ဒါလေးကိုကျွန်တော်တို့ဘာသာပြန်ကြည့်အဲ့တော့ဒီနေရာမှာအဓိကအချက်ကဘာလဲဆိုလို့ရှိရင် coordinate conjunction ကိုဘယ်လိုသုံးရမလဲဆိုတော့ကျွန်တော်တို့ကြည့်ရမယ် coordinate conjunction ဆိုတာက fanboy ကိုပြောတာဟုတ်ပြီနော် fanboys ဆိုတာက F ဆိုလို့ရှိရင် for A ဆိုလို့ရှိရင် and N ဆိုလို့ရှိရင် nor B ဆိုရင် but ဟုတ်ပြီနော် Y ဆိုလို့O ဆိုလို့ရှိရင် or Y ဆိုရင် yet S ဆိုလို့ရှိရင် so အဲ့ဒီစကားလုံးကိုကျွန်တော်တို့ကအသုံးပြုတတ်ရအောင်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကြည့်ရမှာကအပိုင်းက3ခုရှိတယ်အဲ့ဒီအပိုင်းကို fanboy နဲ့စမယ် coordinate conjunction and N နဲ့စဟုတ်ပြီနော်မြန်မာလူမျိုးများသည်စိတ်နှလုံးနူးညံ့ကအဲ့ဂါဆိုတာကချစ်ဆက်ပြီးတော့စပ်ဖို့အတွက်ဒီဂါဆိုတဲ့စကားလုံးကကော်မာခံရမှာဒါကော်မာကိုပြောတာဒါကြောင့်မြန်မာလူမျိုးများသည်စိတ်နှလုံးနူးညံ့ကြသည်ဆိုတာကိုကျွန်တော်တို့ကအရင်ရေးရအောင်အဲ့တော့မြန်မာလူမျိုးများဆိုတော့ Burmese people ဟုတ်ပြီနော် Burmese people စိတ်နှလုံးနူးညံ့ကြသည်ဆိုတော့စိတ်နှလုံးနူးညံ့ကြတယ်ဆိုတဲ့အတွက်ကြောင့်မလို့ soft hearted ဒီမှာ subject Burmese people က subject ပြီးရင် verb လာမယ်Burmese people are Burmese people ကများတဲ့အတွက် are soft hearted စိတ်နှလုံးနူးညံ့တာကို soft hearted လို့ခေါ်တယ်ဂျားထဲမှာ hyphen ခံရတယ်နော် hearted ကဒီကောင် adjective ဖြစ်သွားတယ်စိတ်နှလုံး soft hearted ဆိုတော့စိတ်နှလုံးနူးညံ့ကြတယ် Burmese people က soft hearted စိတ်နှလုံးနူးညံ့ကြဂါဆိုတဲ့အတွက် comma ခံရမယ်သူက item တွေဖြစ်သွားတယ် okay မြန်မာလူမျိုးများစိတ်နှလုံးနူးညံ့တယ်အခြားသူတွေပေါ်ယဉ်ကျေးပြူငါတယ်တစ်ချက်နှစ်ချက်ရောက်လာတဲ့သူတွေကိုမိတ်ဆွေရင်းချလို့ဆက်ဆံတယ်အချက်၃ချက်ရှိတယ်အဲ့ဒါကိုကျွန်တော်တို့က comma ခံရမယ်ပြီးဆိုတဲ့နောက်မှာ comma ခံပြီးရင်နောက်ဆုံးမှာဒီဟာတစ်ခုပဲရှိတယ်သူက၃ခုပဲရှိတော့ဒုတိယမြောက်တစ်ခုမှာသူကဆက်ရအောင်အဲ့တော့ Burmese people are soft hearted အခြားသူများအပေါ်ယဉ်ကျေးပြူငါတယ်အခြားသူများအပေါ်ဆိုတော့ဒီကောင်တူလို့ထည့်ရမယ်ဒီကောင်ကျွန်တော်တို့က preposition ဟုတ်ပြီနော် on မဟုတ်တူထည့်ရတယ်တခြားသူအပေါ်ဆိုတာတခြားသူတွေနဲ့လို့ပြောချင်တာအခြားသူဆိုတော့ other ဟုတ်ပြီနော်ယဉ်ကျေးပြူငါတာကို courteous လို့ခေါ်တယ်နော် soft hearted courteous to others ပြီးရင်ဒီမှာ comma ခံမယ် and ပြီးတော့ဘာဖြစ်သေးတယ်လဲပေါ့ဟုတ်ပြီနော်ရောက်လာသူများကိုမိတ်ဆွေရင်းချတဖွဲ့ဆက်ဆံတယ်ရောက်လာသူတွေဆိုတာကရောက်လာတဲ့သူဆိုတာက visitor ကိုပြောချင်တာကိုယ်နိုင်ငံကိုအလဲအပတ်လာတဲ့သူတွေ visitor တွေရောက်လာသူများကိုမိတ်ဆွေရင်းချလို့ဆက်ဆံတယ်ဆိုတာက verb ဟုတ်ပြီနော်ရောက်လာသူများကိုဆိုဒီကောင် object တို့နောက်မှရေးရမယ်ဒီ verb ကိုရေးရမယ် and treat subject ကပါပြီးသား Burmese people ဆိုတာ subject ဒါကြောင့်ဒီမှာထပ်ထည့်စရာမလိုတော့ treat ကဆက်ဆံတယ် treat visitor ဘယ်သူတွေကိုဆက်ဆံတာလဲရောက်လာသူများကိုဒါကြောင့်ဒီမှာ visitor လို့ထည့်ရအောင် treat visitor တဖွဲ့ဆိုတာက like ကိုပြောချင်တာကဲ့သို့ဆိုတဲ့သဘောမျိုး like မိတ်ဆွေရင်းချဆို close friend အမေနာဒါဆိုရင်ဘာဖြစ်သွားမလဲ Burmese people are soft hearted မြန်မာလူမျိုးတွေကနှလုံးသားနူးညံ့တယ် courteous to other တခြားလူတွေအပေါ်မှာပြူငါဆက်ဆံတယ် and ပြီးတော့နော်ပြူဒီမှာပြီးဆိုတဲ့စကားလုံးပြီးတော့ treat visitor လာတဲ့သူတွေကိုအလဲလာတဲ့သူတွေကိုဆက်ဆံတယ် like close friend မိတ်ဆွေရင်းချလို့ဆက်ဆံတယ်